ခါဝါပဏိတိတေပရခိနေပရခိနာနေကတ္တဝနာလဘန္ထတေပရခိနေမေအထလတ္တဒုခိတာဝိရုလာဒုခိတာဟောတုတဟတဗ္ဗေဟိညာတိပိပုပ္ပန္နသုတ်တံနိဋ္ဌိတမမြတ်စွာဘုရားမြတ်စွာဘုရားမြတ်စွာဘုရားဟိုကောင်လေးကလာဝန်စားတစ်ဆောင်ပေးသွားလာဝန်ဒီဟန်နဲ့ထွက်သွားတော့မှဒီလုံတိုင်းတော့တဲ့အကောင်လောက်ပြီးတာငါစကားကိုခရုမဆိုင်ဘူးဆိုရင်စောဝါနေတာချောဆိုရတဲ့ကိုအရင်ဆုံးနှုတ်ယူရလိုက်မယ်မလာဘူး ဟမ်အကို ဟုတ်တယ်ကျွန်တော်တို့မလာဝန်ခေါ်ထုတ်ဖို့တဲ့တိုင်ပင်ထားကြတာကျွန်တော်ခုနလမ်းမှာမလာဝန်ကောင်းအောင်မှတွေ့လိုက်လို့ဒီကိုလိုက်လာတာဟုတ်ကျွန်တော်လိုက်ခဲ့ပါဗျာသူ့တာတို့စောင့်နေရ ဒါမဲ့ မြင်မြင်လိုက်ခဲ့ပါဗျာနောက်တစ်ခါဆိုတော့အခုတော့မသေးကြဘူးနော် မဟုတ်တာဟာတမီးဘာလို့မမေ့ထားခဲ့ရမလဲ ဟုတ်ပါတယ်ဗျာကျွန်တော်နဲ့ကမြင်မြင်လိုက်ခဲ့စမ်းပါဟိုအတော်ပုံစံကြည့်ရတာလဲမလာဝန်လိုက်သွားစေချင်တဲ့ပုံစံဖြစ်ပါတယ်ပြီးတော့သူ့တာကလည်းသူ့အမေကိုဒီတိုင်းထားခဲ့မှာမဟုတ်ပါဘူးသူရအောင်ခေါ်ထုတ်မှာပါအခုဒါကျွန်တော်နဲ့မြင်မြင်လိုက်ခဲ့စမ်းပါဗျာနော်နော်တော့အမလို့တယ် ဟာမြင်လားမြင်လားဆိုင်ကားလား အားရတယ်ဘယ်လိုဖြစ်လာလဲမင်းတို့ရေးကြည့်တော့ပြန်တယ် အဲ့ဒါခဏထားပါဗျာဥသောရောဘာဖြစ်လာလဲအင်းကြီးမှာပေးနေရဆေးရလားတွေးလား ဟာဘယ်ကဆေးကြမှာလဲသွေးတွေဟမ် နေသမအောင်မင်းတို့တကယ်ချင်းလည်းမင်းတို့မတွေ့ရသေးဘူးထင်တယ် မတွေ့ရသေးဘူးလေဘာဖြစ်လို့လဲ တူတာဓာတ်နဲ့ထိုးခံရလို့ ဗျာ သူတာ ဟုတ်တယ်လူဆန်းတော်ရောက်လာသေးတယ်ငါတို့နှစ်ယောက်ဆေးုံကုခဲ့ပြီးသွားပြီလူဆန်းတော်ဆေးုံမှာကြံခဲ့တယ် ဟိုအဲ့ဒါဆိုကျွန်တော်တို့နှစ်ယောက်လည်းအဲ့ဆေးကိုခေါ်သွားပါလားတဲ့နော်လောက်ပါလိုက်ဖို့ပါနော်မင်းအရှိရတယ် မင်းတို့တိတိအောင်မင်းဟာတက်我们公安人找着的，啊，要我养命，这还方便呢？ထားလို့哎呦，刘三，ကျော်ကိုဘလို့ဖြစ်လာလဲကွာအခုချိန်နေရအောင် ငါလည်းမင်းနဲ့ပြောပြီးချင်းသူ့နောက်ကိုလိုက်လာပဲငါလေးရောက်ကိုဥစ္စာကြီးကသူ့ကိုစေရုပ်ကိုလုံနေတယ် လှုပ်သွားတဲ့ကောင် တယောက်တော့မိတယ်ပြောတာပဲငါတို့ဒီလောက်တည်းနဲ့သတိပေးတဲ့ကြားကွာ ဟေးကွာသူ့တာလေဒီလောက်တိဖြစ်လိမ့်မယ်လို့ तू မထင်သားလို့ပေါ့ကွာဥအောင်မင်းဆိုရင်တော်တော်ကြောက်ဖို့ကောင်းတာ အေးကွာ
အကုန်လုံးဘာတွေပြောနေကြရလဲလောင်ကိုလည်းရှင်းပြကြပါဦးကိုတုဒ္ဒအချိန်တွေကစိုးရင်ရလားစိတ်ချရလား ဟိုတုဒ္ဒရှင်တွေကတော့စိတ်ချရပါပြီဒါကတူတော့အပေါ်ရမဲထိသွားရတဲ့အခုကစေးချိန်ကြောင့်ဟိုခဏနေတော့သတိရလာမယ်ပြောတယ် ခုနဦးလေးအောင်မင်းနာမည်ပြောဆန်ကြားလိုက်တယ်ကိုတုဒ္ဒကိုအခုလိုဖြစ်အောင်လုပ်တာဦးလေးအောင်မင်းလား ဟုတ်တယ်လား တုဒ္ဒညီမလေးတို့ကိုခေါ်ထုတ်ဖို့အများကြီးကြိုတင်ပြင်ဆင်ခဲ့တာသူအရန်လဲခေါ်ထုတ်ချင်ခဲ့တာအကိုတို့နဲ့တိုင်ပင်ခဲ့တာလေကြားပြီ ကြားနေဟောတဲ့လူတော်တော်များများချက်ချင်းမေးချက်ချင်းအာယုံခံပြီးချက်ချင်းဟောကြတာကွာမင်းက ။ဩသူများနဲ့မတူလို့ပေါ့ကွာ ငါတော့အပိုလုပ်တယ်လို့ပဲထင် ဟာငါတော့အဲ့ဒါတော့အပိုလုပ်တယ်လို့တော့မထင်မိဘူးကွာ ။တွေ့လား။တုဒ္ဒကလုံးဝအယုံကြည်ရှိတဲ့လူမဟုတ်နော်။အဲ့လိုလူမျိုးကတော့ဝင်ပြောနေပြီဆိုတော့အပိုလောက်တာဟိုအကြားမြင်ဆရာမလေးလောက်အောင်မဟုတ်။မင်းကလိုရာထက်ပို့ပြီးတော့လွန်နေတာကိုပိုလုံဖြစ်နေတာနော် မဟုတ်ပါဘူးကွာငါပြောတာမင်းတို့တေချာစဉ်းစားကြည့်ကြတာမှာဟိုမင်းတို့ကလေခုပဲစိတ်တခုခု တူလေးတို့ဟိုတူလေးတို့စကားပြောနေရင်လည်းဖြတ်ဝင်လာလို့ဥတောက်မှမှာတယ်နော် ။ဟုတ် ဟိုတူလေးတို့ပြောတဲ့အထက်မှာတူတာဆိုတာကြားလိုက်လို့ပါဒီကတူလေးကတူတာမလားဟမ် ။ဦးလေးကတုဒ္ဒကိုတီးလို့လား ဦးလေးသိတဲ့တူတာများဖြစ်နေမလားလို့ပါဟိုတူတာရဲ့အဖေကဦးမြောင်လေကျောင်းဆရာကြီးလေဟုတ်လား ဟုတ်ပါတယ်ခင်ဗျာ ဆရာရောနေကောင်းတယ်မလား ကောင်းပါတယ် ဟေးဝင်းသားလိုက်တာကွာတူလေးကဦးလေးမမှတ်မိဘူးလားဦးလေးကဥစော်ကြီးလေတူလို့တို့ငယ်တော့ အချိန်မှန်နေရာမှန်နဲ့အော်တိုငွေရဖို့နေရာလေးတစ်ခုဆိုရင်တော့ Dragon 7တော့ဂိမ်းဆိုင်လေးရှိပါတယ်။ယုံကြည်စိတ်ချရတယ်အကျော်စားမှန်ဝန်ဆောင်မှုလည်းကောင်းကဲဘာလို့လဲနမကြီးစတော့များစွာနဲ့တောင်ပေါ်သားရှာကုန်ပြီးတော့စိတ်ကြိုက်ကစားလို့ရနိုင်တယ်မမတစ်ဘောနဲ့အနေနဲ့လည်း300ရာခိုင်နှုန်းဘောနဲ့နေ့စဉ်ပြန်ပေးတဲ့ရှုံးချေ900ရာခိုင်နှုန်းဘောနဲ့တငယ်ချင်းတွေကိုမိတ်ဆက်ပေးရုံနဲ့ဘောနဲ့ရနိုင်တဲ့အခွင့်အရေးတွေရှိပါတယ်။အနည်းဆုံး1000ကျပ်ကနေအကောင့်ဖွင့်ကစားနိုင်တာမို့စိတ်ကြိုက်ကစားစိတ်ကြိုက်ပွားဖို့အကောင့်ဆုံးနေရာလေးတစ်ခုပဲဖြစ်ပါတယ်။ဆက်သွယ်မြဲမြဲနေတယ်ဆိုလို့ရှိရင်တော့ Viber ဖုန်းနံပါတ်396 896 135 113နဲ့ Telegram ဖုန်းနံပါတ်396 268 31 85 3တော့နေတယ်ဒီတင်တာဆက်သွယ်မြဲမြဲလို့ရပါတယ် ဦးလေးစိုက်ကားနဲ့ကြောင်းကျူဖို့လိုက်ပို့ပေးတာလေဥစော်ကြီးလေဒါနဲ့အခုရောအမေနဲ့ညီမလေးချီကိုပြန်လာတာလားဟလားဗျာအော်မဟုတ်ဘူးလေခုနကတူလေးတို့ပြောတဲ့တက်မှာအချားမြင်ဆိုတာကိုဦးလေးကနေကြားလိုက်လို့ပါဟိုတူလေးရဲ့ညီမလေးရှိတယ်လေလာဝန်းလေ ကျွန်တော်ညီမလေးကလာအောင် ဟုတ်တယ်လေလာဝန်းလေတူလေးရဲ့ညီမလေးလေ ဦးလေးကျွန်တော်အသေးချာလေးပြန်ရှင်းပြပါလားဗျာ ဒီလိုပါကွာမင်းတို့ငယ်တော့ကဦးလေးကဆရာဦးမြောက်ချင်းမှာတပည့်ဖြစ်ခဲ့တယ်အဲ့ဒါကြောင်းထွက်ပြီးတော့အလုပ်လုပ်ရင်းနဲ့ခုတော့စိုက်ကားဆွဲနေတယ်ဆိုပါတော့ကွာမင်းတို့ငယ်တော့ကဦးလေးစိုက်ကားနဲ့ပဲမင်းတို့ကြောင်းကျူပို့ခဲ့တာနောက်တော့ဆရာကတော်တို့အိမ်တော်ကွဲသွားတဲ့အတိုင်ကြားတော့ဦးလေးမယုံတော့မယုံပြီးတော့တကယ်ဖြစ်နေတာအဲ့တော့ဆရာကတော်ကလည်းကိုဝင်နဲ့ကြံခဲ့တာအဲ့ဒီကိုဝင်ကအခုဒီကတူလေးရဲ့ညီမလေးလာဝန်းလေအခုချမ်းမြေရနေတဲ့သူပေါ့ ဦးလေးကလာဝန်းနဲ့ခင်တာ လာဝန်းနဲ့တော့တိတ်တော့မစုံဘူးကွာနောက်ပြီးတော့သူတို့သားမီးနှစ်ယောက်ကလည်းအပြင်ထွက်တာနဲတယ်ကွာဟိုဦးလေးကြားတာကတော့သူတို့ကအဲ့ဒီအိမ်မှာနေပြီးတော့အိမ်ပေါ်လူနေနေရတယ်လို့ကြားတယ်ကွာ အိမ်ဖော်လို့ အေးဟိုအပြင်ကွာလာဟာကိုပြောတာနော်ဟိုဦးလေးလည်းလက်တွေ့တော့မမြင်ဘူးသေးဘူး အခုဦးလေးအဲ့အိမ်ကိုထပ်ပြီးရောက်ဖြစ်သေးလား ဟာဦးလေးကတော့အဲ့ဒီအိမ်ကိုနေတိုင်းလို့ရောက်တယ်ငကိုနဲ့လည်းခင်နေတာဆိုတော့ခိုင်းစားချင်းသူတို့ဦးလေးကိုပဲခေါ်ခိုင်းတာဟုတ်ဒီညက်တွေတော့မှသူတို့မှာထားတဲ့ပစ္စည်းတွေသွားပို့ပေးရအောင်ပါ ဦးလေးတွေးတော့ရောသူတို့ကအိမ်ဖော်လူမျိုးပဲနေရတာလား ဦးလေးကခြံထဲပဲရောက်တာကွာဒါမဲ့သူတို့တခါလေးခြံထဲမှာတွေ့လို့ရှိရင်တော့တိတ်တော့တော်တော်ပြန်တော့မရှိဘူးသူတို့နဲ့စုံမှုတဲ့လူတွေပြောတာကတော့အဲ့ဒီဥအောင်မင်းတို့လင်မယားအဲ့ကလေးမလေးရဲ့စွမ်းရည်တွေကိုအတုံးချပြီးတော့လှုပ်ရှားနေရလို့တော့ပြောကြတယ်ကွာတကယ်လုပ်ပြီးတဲ့သူတို့သားမီးကိုကြတော့ချိုးချိုးနေနေနဲ့ပြစ်ထားတာတဲ့
ဆိုရင်ငါမှအမေရှိသေးတာပဲ